ဒီတက်စင်ကတ်ကိုအသုံးပြုတဲ့သူများအတွက်ဒီတက် app software ထဲမှာဖုန်းငွေကိုယ်တိုင်ဖြည့်လို့ရတယ်ပေါ့နော်ဘယ်လိုမျိုးဖြည့်ရမလဲဆိုတဲ့နည်းလမ်းလေးကိုကျွန်တော်ဒီနေ့မိတ်ဆွေတို့ကိုပြန်လည်မျှအောင်ပေးသွားမှာဖြစ်ပါတယ်ဒီတက် app software လေးတွေကိုဝင်မေးလိုက်မယ်ဒီထဲရောက်လာရင်ကျွန်တော်တို့ကဖုန်းငွေဖြည့်မှာဖြစ်တဲ့အတွက်ငွေဖြည့်မည်ဆိုတဲ့နေရာကိုတစ်ချက်နှိပ်မယ်ပြီးရင်ဒီမှာကိုငွေဖြည့်ရှင်တဲ့ပမာဏကိုရွေးပေးရမယ်ပေါ့နော်20ဘက်ကနေကျွန်တော်တို့1000ဘက်ထိဖြည့်လို့ရတယ်ပေါ့နော်ကဲကျွန်တော်က20ဘက်ဖြည့်ပြမယ်ပေါ့နော်ကဲဒီနေရာကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီအောက်ကပေးဆောင်ရန်နီလန့်ရွေးချယ်ပါဆိုတဲ့နေရာကိုနှိပ်လိုက်မယ်ဒါဆိုရင်မိမိမှာဖုန်းငွေဖြည့်ဖို့အတွက်မိမိထဲမှာဘဏ်ဆော်ဝဲရှိရဆိုရင်ကျွန်တော်တို့ဒီမှာဘဏ်ဆော်ဝဲနဲ့ဖြည့်လို့ရတယ်ပေါ့နော်ကျွန်တော်တို့မိမိမှာ True Money ရှိရဆိုလဲ True Money နဲ့ဖြည့်လို့ရတယ်ကျွန်တော်ကတော့ K-Black နဲ့ဖြည့်ပြပါမယ်ကဲ K-Black နဲ့ဖြည့်မှာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာလေးကိုအမှန်ချေလေးပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့အတီးပြုတ်မီဆိုတဲ့နေရာကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ဒီအောက်ကငွေဖြည့်မီဆိုတဲ့နေရာကိုနှိပ်လိုက်တာနဲ့မိမိရဲ့ဘဏ်ဆော်ဝဲထဲရောက်သွားမှာဖြစ်ပါတယ်ကျွန်တော်ဘဏ်ဆော်ဝဲထဲရောက်သွားရင်ဟိုဘဏ်ရဲ့ password ကိုနှိပ်ပေးပြီးကျွန်တော်တို့ဖုန်းငွေဖြည့်လို့ရပြီပေါ့နော်ဒါဆိုရင်မိမိရဲ့ဖုန်းစင်ကတ်ထဲကို20ဘက်ရောက်လာမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိပြီးအသုံးတဲ့မယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်